ရက်တွေအောင်မြင်နဲ့ဒီနေ့ဒီရဲ့ဒီချိန်ခါဝဲမိဘတို့မြင်နဲ့ဒီလူဝမ်းသာရင်မချမ်းမြေ့လာပါတယ်လာလွယ်ဆယ်လမ်းသွားတဲ့သားလေးကိုရင်ပြူတဲ့ပွဲ